ဟုတ်ကဲ့ကျွန်တော်အစီအစဉ်မစခင်မှာကျွန်တော် praise and worship လေးနဲ့ကျွန်တော်အစီအစဉ်ကိုစပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ praise and worship လေးကျွန်တော်ကောင်းမွန်စွာပြီးဆုံးဖို့ရအတွက်ကျွန်တော်ဆုတောင်းခြင်းနဲ့စချင်ပါတယ်ဆိုတော့အားလုံးဆုတလုံးတော်တဲ့နဲ့တောင်းကြပါစို့တရှင်တော်မတော်မြတ်တော်ရှင်သာရဖျားသခင်ကြီးရောပေါင်းရည်အတွက်ချီးမွမ်းတယ်ကိုရကြီးရောတက်တက်ကြောင့်ကျွန်တော်တို့ကိုတပတ်တာလုံးမှာကိုတော့ပို့ဆောင်ပေးတယ်ဒီနေ့တနင်္ဂနွေနေ့မှာလည်းပဲကျွန်တော်ဤကဲ့သို့ဤတင်းတော်မှာလာပြီးတော့ကျွန်တော် Liberal Arts Program ကကျောင်းသားများနဲ့ဤတင်းတော်မှာရှိကြတဲ့ညီကောင်မောင်နှမတွေနဲ့မိတ္တဟာရဖွဲ့ဆုတောင်းခြင်းများကိုပြုလုပ်နိုင်တဲ့အခွင့်ကိုပေးတဲ့အတွက်ကြောင့်မို့ကိုရကြီးရောဤအတွက်ချီးမွမ်းတယ်အခုချိန်မှာကျွန်တော်ဤညနေခင်း CE program ကိုကျွန်တော်ဦးဆောင်သွားတော့မှာဖြစ်ပါတယ်ဖာ ACE program စတင်ခင်မှာကျွန်တော်ကိုရောဘုံတော်ချီးမွမ်းခြင်း praise and worship ကိုကျွန်တော်အရင်ဦးစွာပြုလုပ်သွားမှာဖြစ်ပါတယ်ဤစီစဉ်အစားလေဆုံးချိန်မှာကိုရောသူပါရှိပြီးတော့မိအကြောင်းဤ praise and worship ဆုတောင်းခြင်းတဲ့အချိန်မှာကိုရောရဲ့တပါးရောသားသခင်ရှင်တော်မြတ်ကိုအမိပြုလက်ဆုတောင်းပါ၏ဖာအာမင်ဟုတ်ကျွန်တော်ပထမဦးစွာတပုတ်အနေနဲ့ကျွန်တော်ငြိမ်ဝတ်ဆိုတဲ့တခြင်းလေးနဲ့ဘုရားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းကြရအောင်ကျွန်တော်အားလုံးဒီအရှင်ပြည်တဲ့သူတွေမတ်တက်ရက်ပြီးတော့ဘုရားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းသွားကြရအောင်ကိုရောဟာကျွန်တော်ရဲ့ဘဝအတွက်ပေါ့နော်မရှိမပြတ်ဘုရားသခင်ဖြစ်တယ်ဆိုတော့ကျွန်တော်ဘုရားသခင်ရဲ့တောင်းတော်အောက်မှာညီဝက်လျက်ကျွန်တော်ပြတ်ဝတ်ကိုးကွယ်ကြပါစို့အတောင်းအောက်မှာဝတ်ထားမှုပါဆောင်ထိန်ပါဆောင်ထိန်ပါကိုစီလက်တော်ဝဲပင်လေလိုက်လုံးရဲ့မူကြိုးထန်ချိန်လေဟုန်စီဖာနေမုန်တိုင်းများတဲ့ကိုရောအုပ်စုရှင်လိုက်လုံးတွေပေါ်ကိုရောရှင်ကြောင့်တာရေဝလဲနေမီကျွန်တော်ဘုရားသခင်ရဲ့တောင်တော်ရဲ့အောက်မှာအားလုံးပဲညီဝတ်စွာနေခွင့်ရတယ်ဆိုတော့ဘုရားသခင်ကိုထပ်မံပြောချီးမွမ်းကြရအောင်ကိုရော၌တာခုနာစီပါဆိုတဲ့အစားကနေပြန်ပြီးစမှာဖြစ်ပါတယ်ကိုရော၌တာခုနာစီပါခုနာစီပါခက်ခဲခြင်းခက်ခဲခြင်းကိုတော့တကိုယုံကြည်ပြင်လေလိုင်းလုံးတွေပြင်လေလိုင်းလုံးရဲ့ငိုကြိုးတန်ချွေလေဟုန်စီဖာနေမုန်တိုင်းများတဲ့ကိုရောအုပ်စုရှင်လိုင်းလုံးတွေပေါ်ကိုရောရှင်ကြောင့်သာမြေဝလဲနေမီကိုရောရှင်ကြောင့်သာမြေဝလဲနေမီပြင်လေလိုင်းလုံးရဲ့ပြင်လေလိုင်းလုံးတွေဘယ်တော့ပဲကျွန်တော်တို့တန်းချမ်းထန်နေပါစီပေါ့နော်ကျွန်တော်ရဲ့ဘဝမှာကိုရောဟာအမြဲတမ်းကယ်တင်ရှင်ဖြစ်ကျွန်တော်တို့ကိုရက်တည်ပေးနေတယ်ကိုရောဟာကျွန်တော်တို့ကိုအမြဲတမ်းအလင်းရောင်ပေးနေတယ်အမြဲတမ်းကျွန်တော်တို့ကိုခွန်အားတွေပေးနေတယ်ဆိုတော့ကျွန်တော်တို့ဘုရားသခင်ရဲ့တောင်တော်ရဲ့အောက်မှာအမြဲတမ်းညီညီဝဝနဲ့နေခွင့်ရတာဖြစ်ပါတယ်ဆိုတော့အခုချိန်မှာကျွန်တော် Christmas အချိန်အခါဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဘုရားသခင်ကို Christmas ရက်မြတ်ဆိုတဲ့ဂုဏ်တော်တေးအားဖြင့်ကျွန်တော်ထပ်မံပြီးတော့ကြီးတော်ချီးမွမ်းကြရအောင်ဆိုတော့ Christmas ရက်မြတ်ဆိုတဲ့သခြင်းလေးနဲ့ကျွန်တော်မြူးမြူးချွတ်ချွတ်ဂုဏ်တော်ချီးမွမ်းသွားကြရအောင်ဆောင်းနဲ့မြူတွေကြားထဲမှာကျွန်တော်ဘုရားသခင်ကိုချီးမွမ်းကြရအောင်ဆောင်းနဲ့မြူတွေကြားထဲတချင်လေးဒီဆိုရင်နဲ့ချစ်တဲ့ညီကိုပေါင်းတဲ့များစီဝဲမြတ်တာရပြည့်နဲ့မြတ်တာရပြည့်နဲ့ချ
ချစ်ချင်နာကြမယ် Christmas ရဲ့မြတ်ဒီချိန်လေးတဲ့ဝဲ ဆောင်းနေမျိုးတွေကြားတဲ့ ဆောင်းနေမျိုးတွေကြားတဲ့ချစ်လေးဒီဆိုရင်နဲ့ချစ်တဲ့ညီကိုပေါင်းတဲ့များစီဝဲမြတ်တာရဲ့ပြင်းနဲ့ချစ်ချင်နာကြ လက်ကုပ်တီးပြီးရှင်းသွားကြရအောင် Christmas ရဲ့မြတ်ဒီချိန်လေးတဲ့ဝဲ ဒီလို Christmas ဒီလို Christmas ချိန်လေးကိုမမေ့နဲ့အောင်တို့ရဲ့ရှင်ခရစ်တော်ဖွာမြင်လာတဲ့နေ့တို့များဆုံးတွေ့ကတချင်လေးဒီဆုံးမဲ့ယေရှုခရစ်ဖွာမြင်လာတာတို့တွေ့လေ ဆိုတော့ကျွန်တော်ဘေးပတ်ဝန်းကျင်ကကိုယ့်ရဲ့မိမိတငယ်ချင်းတွေကိုနှုတ်ဆက်ကြရအောင် Merry Christmas ပါကျွန်တော်ဖျားခင်ကောင်းမြတ်ကြောင်းရေအတွက်ချီးမွမ်းရတဲ့ကျွန်တော်ဂုဏ်တော်ချီးမွမ်းကြရအောင်ဆိုတော့ Christmas အချိန်ခါရောက်လာပြီဆိုကိုတော်ကျွန်တော်တို့အတွက်မွေးဖွားခြင်းကိုခံတော်မူပြီဆိုတဲ့အခွင့်အခါကိုကျွန်တော်ခံစားရတာဖြစ်ပါတယ်ဖျားခင်ကိုကြီးတော်ချီးမွမ်းရတဲ့ထပ်ပြီးတော့ကြီးတော်ချီးမွမ်းကြရအောင် ဆောင်းနေမျိုးတွေကြားတဲ့ချစ်လေးဒီဆိုရင်နဲ့ချစ်တဲ့ညီကိုပေါင်းတဲ့များစီဝဲမြတ်တာရဲ့ပြင်းနဲ့ချစ်ချင်နာကြမယ် Christmas ရဲ့မြတ်ဒီချိန်လေးတဲ့ဝဲ ဒီလို Christmas ဒီလို Christmas လေးလေးကိုမမေ့နဲ့အောင်တို့ရဲ့ရှင်ခရစ်တော်ဖွာမြင်လာတဲ့နေ့တို့များဆုံးတွေ့ကချစ်လေးတူဆုံးမဲ့ယေရှုခရစ်ဖွာမြင်လာတာတို့တွေ့လေ ဒီလို Christmas Christmas နေ့လေးကိုမမေ့နဲ့အောင်တို့ရဲ့ရှင်ခရစ်တော်ဖွာမြင်လာတဲ့နေ့တို့များဆုံးတွေ့ကချစ်လေးတူဆုံးမဲ့ယေရှုခရစ်ဖွာမြင်လာတာတို့တွေ့လေ ယေရှု ခရစ်ဖွာမြင်လာတာတို့တွေ့လေ ဆိုတော့ကျွန်တော်တနေ့မှာတစ်ခါပေါ့နော်ကိုတော့ကျွန်တော်တို့အတွက်ခရစ်တော်ယေရှုဖွားမြင်လာတယ်ဆိုတဲ့ဟာကိုအမြဲတမ်းစိတ်နှလုံးသားထဲမှာပေါ့နော်အောင်မေတ္တိရပြီးတော့ကျွန်တော်အမြဲတမ်းဂုဏ်ပြုပြီးတော့အမတ်တရပြုနေတဲ့နေ့လီပဲဖြစ်တယ်ပေါ့နော်ဆိုတော့ခရစ်စမတ်ရဲ့မြတ်အချိန်ကာဆိုရင်ကျွန်တော်အင်မတန်မှမျှော်လင့်ဆောင်ဆန်းနေတဲ့အချိန်တွေခါတွေဖြစ်တယ်ဆိုတော့ကျွန်တော်နောက်ဆုံးတစ်ပုတ်အနေနဲ့ပေါ့နော်ဘုရားခင်ရဲ့ထံတော်ဘာမှာပြန်ပြီးတော့သုံးဝင်ချက်ကပ်ဖို့ဖြစ်ပါတယ်ကိုတော်ဘုရားဟာကျွန်တော်တို့အတွက်ကျွန်တော်တို့ဘဝအတွက်မရှိမပြတ်ဘုရားဖြစ်တယ်ကိုရောတာလင်ကျွန်တော်ရဲ့အိမ်မာနွေလဘုရားသခင်ဖြစ်တော်မူတယ်ကျွန်တော်နဲ့အတူတကွရှိနေတဲ့ဘုရားသခင်ဖြစ်တယ်ပေါ့နော်ဆိုတော့အားလုံးပဲကိုရောရဲ့ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာကိုရောကကျွန်တော်နဲ့အတူရှိရဲဆိုတဲ့စိတ်နဲ့ကျွန်တော်တော်လုံးတော်တည်နဲ့ကိုရောရဲ့ထံတော်ဘာမှာသူဝင်ချင်းကပ်ကြပါစို့ကိုရောမပါရင်လေဘယ်လိုစားပြူရမှာလဲဒီလောကကြီးထဲမှာဘယ်လိုရည်တည်နိုင်မလဲအရာရာမှာလဲအရာရာမှာလဲကိုရောသူရှိခဲ့ရင်လေဒီဘဝပြန်လဲကြီးထဲမှာကျွန်တော်ဦးတည်ရမယ်နေတယ်အိုးယေရှုရှင်အိုးယေရှုရှင်ကျွန်တော်နဲ့မြဲတူရှိတော်အိမ်မာနွေလာကျွန်တော်ရဲ့ဘဝမှာကျွန်တော်ရဲ့ဘဝမှာကိုရောမြတ်တာကိုရောနဲ့တူအစင်မြဲရှိခြင်းသူကိုရောပေးတယ်အတန်အတန်ရှင်သူကျွန်တော်အချိန်တိုင်းတတိနဲ့ကြည့်ရှ
Emmanuel တကယ်ပဲကျွန်တော်တို့ဘဝမှာပေါ့နော်ကိုတော့မရှိဘူးဆိုတော့ဘာမှမတတ်နိုင်ဘူးဖြစ်တယ်တစ်စက္ကန့်တစ်နာရီတစ်ချိန်လေးတောင်မှကျွန်တော်နေနိုင်မှာမဟုတ်ပါဘူးကိုတော့တာလေကျွန်တော်တို့ပေးတဲ့အခမဲ့နေနဲ့ကျွန်တော်အသက်ရှင်ခွင့်ရတာဖြစ်ပါတယ်ဆိုတော့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြီးတော်ကိုအပေါင်းတွေကိုကျွန်တော်ရည်တွက်ရင်းနဲ့ဘုရားသခင်ရဲ့နေ့စဉ်ကောင်းမြတ်ခြင်းကိုကျွန်တော်ရည်တွက်ချီးမွမ်းကြရအောင်ကိုတော့မပါရင်လေကိုရောမပါရင်လေဘယ်လိုစားပြူရမှာလဲဒီလောကကြီးထဲမှာဘယ်လိုရည်တည်နိုင်မလဲအရာရာမှာလဲအရာရာမှာလဲကိုရောသူမရှိခဲ့ရင်လေဒီဘဝပင်လေကြီးထဲမှာကျွန်တော်အိုးယေရှုရှင်အိုးယေရှုရှင်ကျွန်တော်နဲ့မြဲတရှိတော်အီမန်နွေလာကျွန်တော်ရဲ့ဘဝဟာကိုရောမြတ်တာကိုရောနဲ့တူစင်ရဲ့ရှိခြင်းသူကိုရောပေးတဲ့အတန်ရှင်သူကျွန်တော်အချိန်တိုင်းတတိနဲ့ကြည်ရှုသူအီမန်နွေလာကျွန်တော်အားလုံးပဲဒီလိုချီးမွမ်းတော်သူရောက်စီတိုင်းပေါ်မှာဖျားရှင်တော်ရဲ့ကောင်းချီးပေးပါစေကျွန်တော်ဒီ worship အပိတ်အတွက်ဆုတောင်းချင်ပါတယ်ကိုရောကိုကျေးဇူးတင်ပါတယ်ကိုရဲကြီးရောတက်တက်ကြောင့်မို့ကိုရောချီးမွမ်းခွင့်ရတယ်ကိုရောကိုကျွန်တော်တက်တည်ခံပြီးတော့ကျွန်တော်ကိုရောထံတော်ဘာမှာသူဝင်ချင်းကခွင့်ရတဲ့အတွက်ကိုရောကျေးဇူးတင်တယ်ဖကိုရောကျွန်တော်ဒီနေ့ညနေခင်းရဲ့ CE program ကိုကျွန်တော်အစပြုတော့မှာဖြစ်ပါတယ် CE program တစ်ခုလုံးပေါ်မှာလည်းပဲကိုရောသူပါရှိပေးပါဒီမှာလာရောက်ကြတဲ့သူတွေရဲ့စိတ်နှလုံးသားထဲမှာလည်းကိုရောသူဝင်ချစ်ကပ်ပေးတော့မှာပါကိုရောကြီးရောချီးမွမ်းရင်နဲ့ကိုရောတခင်ယေရှုခရစ်တော်ရဲ့နာမကိုအမိပြုပြီးတော့ဒီစီစဉ်ကိုရုပ်သိမ်းချင်ပါရဲ့ပါအာမင်အားလုံးထိုင်နိုင်ပါပြီဘဝရွာပွားကိုမခဲလဂရေစထတာဝီတကိုကမ္လထာတာဝီနော်ဝီဟူစီခီဟောခိုဘာဒူလိုယေရှုနော်ဝီဟူစီခီဟောခိုဘာဒူလိုယေရှုတာခုတကိုယေရှုဟဲဝဲဒူလိုဟောခိုစောပါကွာလာအကလေဘွားကိုကတဲ့တာခုဘာကိုအရာတာခုဘာကိုအရာတာခုဘာကိုအရာမိချီတော့ပကတာဝီကောဆတဲ့နေတကီမြန်မာလိုတချင်းနံပါတ်90နှစ်လောကဝမ်းမြောက်ဖယားကြွလာ
ခေဘာကဥတာလတရာအောင်ဖုံးမြတ်ကျော်နေလို့အခုတက်တီခရင်အတွက်ဆရာအောင်ဖုံးမြတ်ကျော်ကိုချိန်ပေးပါတယ်အားလုံးပဲမင်္ဂလာပါရှေးဥစွာဖျားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဗောနော်ဒီတင်းတော်မှာဘယ်လိုပဲဖြစ်ဖြစ်ဒီတထောင်တနေရာနေပြီးတော့တက်တီခံခွင့်ပေးရတဲ့အတွက်ရှေးဥစွာဖျားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဗောနော်ဆိုတော့ကျွန်တော်တို့တငယ်ချင်းတွေမနေ့ကပဲအဲ့လိုအာဂျန်ဒါဆွဲကြပါနော်လူငယ်စီးချိန်မှာဟိုကိုစီတာဝန်ကြလေးဗောနော်ဘသူကတော့လူငယ်ဆက်ကဘသူကတော့ဘယ်နေရာမျိုးဆိုစသဖြင့်ပြီးတော့အဲ့လိုမျိုးဒီတာဝန်ခွဲဝေရချိန်မှာပေါ့နော်ကျွန်တော်ကတော့ဒီတက်တိခံတဲ့နေရာလေးမှာလွတ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတက်တိခံတဲ့နေရာမှာတက်တိခံတဲ့နေရာလေးမှာပါဝင်ဆက်ကပ်ပေးပါဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကရင်ဆုံးတက်တိခံပေးရပါတော့ဆိုတော့တက်တိခံရမယ်ဆိုတော့ကျွန်တော်ကစဉ်းစားလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီအမိဝမ်းလေးကနေပြီးတော့အခုအသက်ရှင်လာတစ်လျှောက်လုံးမှာတက်တိခံမယ်ဆိုလို့ရှိရင်တော့အများကြီးရှိတယ်ဖျားသခင်ကောင်းမြတ်ကြောင်းပြောမယ်ဆိုရင်အများကြီးရှိရပါတော့ဒါပေမဲ့ကျွန်တော်ကတော့အတက်နိုင်ဆုံးအတူကြိုလေးတော့ပြပြပေးသွားမယ်ပေါ့နော်ဆိုတော့ကျွန်တော်ကဒီ2014-15ဒီပညာသင်နှစ်မှာပေါ့နော်10ရန်အောင်လေ2016ကျော်ကျွန်တော်ကဒီ government uni စတက်တယ်ပေါ့နော်ဆိုတော့တက်တဲ့အချိန်မှာကျွန်တော်ရဲ့တော်ကပြောတယ်ပေါ့နော်10ရန်အောင်ပြီကဲဘာဆက်လုပ်မှာလဲပေါ့နော်ဆိုတော့ကျွန်တော်ကစပြောတယ်အဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီ government uni ကိုတက်မယ်အဲ့ချိန်မှာကျွန်တော်တော်ကပြောတယ်အဲ့ဆိုလို့ရှိရင်လေဒီ government uni တက်တဲ့အချိန်မှာတစ်ဖက်ကလည်းဒီ liberal arts program တက်ပါလားလို့ကျွန်တော်ပြောရပေါ့နော်ဆိုတော့ကျွန်တော်ကအမှန်တမ်းပြောလို့ရှိရင်ဒီတစ်ဖက်ကလည်းဒီ government uni လည်းတက်အောင်တစ်ဖက်ကဒီ liberal arts လည်းတက်အောင်မယ်ဆိုရင်ကျွန်တော်ကဒီ uni နှစ်ခုလုံးကျွန်တော်က handle မလုပ်နိုင်ဘူးဂျားထဲမှာmiss ဖြစ်သွားမှာပေါ့နော်ဒီဘက်တစ်ဖက်ကလည်းရတယ်လို့ဒီဘက်တစ်ဖက်ကလည်းရတယ်လို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ပြန်ပြောရဲအဲ့လိုတော့အဆင်မပြေဘူး government uni ကိုရင်ဆုံးစတက်လိုက်မယ်ပြီးတော့ကြာမှကျောင်းပြီးသွားမှာပဲကျွန်တော်ကဒီတစ်ဖက်ကဒီ liberal arts program ကိုပြန် join မယ်လို့ကျွန်တော်ကစပြောတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်2016 19 18 19မှာကျွန်တော်ကဒီ government uni တက်တယ်19မှာ graduate ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့2020မှာအကြောင်းပြီးသွားရပါတော့ဆိုတော့2020မှာဘာဖြစ်သွားလဲဆိုတော့ကိုဗစ်ဖြစ်တယ်အားလုံးလည်းသိရပါတော့ဒီ pandemic ကာလဖြစ်တဲ့ကြောင့်အားလုံးက lockdown ဖြစ်တယ်ဆိုတော့ကျွန်တော်တငယ်ချင်းတွေဒီ messenger အနေနဲ့တယောက်နဲ့ဆက်သွယ်ကြအဲ့နဲ့ပြန်စဉ်းစားမိပြီးတော့ငါတို့ဒီလိုနေမဲ့တူငါတို့အတွက်အကျိုးရှိတာလေးတစ်ခုလုပ်ကြရအောင်ပေါ့နော်ဒီကိုဗစ်ကာလလေးမှာဘာစဉ်းစားမိသွားလဲဆိုတော့အဲ့လိုငါတို့ထိုင်နေမဲ့တူ level arts program လေး join ကြရအောင်ပေါ့နော်ဆိုတော့ဒီချိန်တွေမှာလည်းအားလုံးက zone နဲ့ပဲ join မယ်ဆိုတော့ဘယ်လိုပဲဖြစ်အိမ်မှာပဲစာတင်လို့ရပါတော့เนาะဆိုတော့မစိုးဘူးပေါ့เนาะဒီဟာလေးကမိုက်တယ်ပေါ့အဲ့နဲ့ကျွန်တော်တို့ကဒီ level arts program ကိုကျွန်တော်တငယ်ချင်းတွေအားလုံးနဲ့ပျော်ရွှင်ပြန် join ဖြစ်တယ် entrance နေပါဖြစ်ဖျားသခင်ကျေးဇူးတော်ကြောင့်ကျွန်တော်ကဒီ boss မှာပေါ့ level arts program မှာဝင်ခွင့်ရပါတော့ဆိုတော့ကျွန်တော်ကမမရဒီ2021ဒီ January လမှာပေါ့เนาะအစာတင်တာကတလားလောက်ပဲရှိမှတင်တယ်ကျွန်တော်တို့ဒီ February 1ရက်နေ့ကြာအားလုံးလည်းသိမှာပါသိမှာနိုင်ငံရေးကိစ္စဖြစ်တော့ကျွန်တော်တို့ကကျောင်းကတစ်ခါပြန်ပိတ်သွားပြန်အောင်ဆိုတော့တစ်နှစ်လောက်ကြာပဲပေါ့နော်2022 23 24ဒီ3နှစ်ဒါကာလပတ်လုံးမှာဖျားသခင်ဘာဖြစ်ကျွန်တော်တို့နဲ့တူတူရှိရခက်ခဲတဲ့ကာလတွေမှာပဲကျွန်တော်တို့ကိုပညာကောင်းမွန်စွာသင်ကြားခွင့်ပေးတယ်ပေါ့နော်ဒါကတော့ဒါဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်တသက်ခံတယ်နောက်တစ်ချက်အနေနဲ့ကကျွန်တော်က final year ရောက်လာခါမှာအားလုံးက intern ကိုမဖြစ်မနေဆင်းရဒါ major လိုက်ပေါ့နော်ဆိုတော့ကျွန်တော်က intern ဆင်းမယ်ဆိုရင်ပထမစဉ်းစားရတာကျွန်တော်က intern ဆင်းမယ်ဆိုသူကဘယ်လောက်ကြာလဲဆိုတော့နိုင်120ကြာမယ်တဲ့ဆိုတော့နိုင်120ဆိုတော့ပြန်တွက်ကြည့်ရင်တရက်ကို6နာရီပဲဆင်းမယ်ပဲဒါ10ရက်ဆိုရင်နိုင်60ဆိုတော့ဟိုတလနီးပါးလောက်တော့ဆင်းရမှာဘယ်လိုဖြစ်အဲ့နဲ့ကျွန်တော်အလုပ်ကိုခွင့်တောင်းတော့အလုပ်ကဒီလူကြီးရလဲကျောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ခွင့်တလယူမယ်ဆိုတော့ယူပေါ့နော်တစ်ဖက်ကလည်းကျွန်တော်ကိုလာစားတော့မဖြတ်ဘူးဒါပေမဲ့ခွင့်တော့ပေးမယ်ယူပါဆိုတော့ဒါလည်းဖျားသခင်ပြောလို့ရှိရင်တစ်ဖက်တစ်လန့်ကျေးဇူးတော်ပေါ့နော်ဘယ်လိုဖြစ်လာစားလည်းမဖြတ်ဘူးဆိုတော့အဆင်ပြေရလေနော်အဲ့နဲ့ကျွန်တော် intern form တော့မဖြည့်သေးဘူးနော်okay အဲ့ဆိုလေ internship ဆင်းမယ်ဆိုတော့ internship ဘာမှဆင်းရမလဲစဉ်းစားလိုက်တဲ့ချိန်မှာကျွန်တော်တကယ်ကြီးပြောတယ်ငါတော့ work vision မှာရှိရဲနင်းစင်းချိန်တော့ပြောပေါ့နော်ဆိုတော့အဲ့ work vision မေးကိုပို့တော့ကျွန်တော်က contact လုပ်မဲ့ချိန်မှာအဲ့နဲ့ကျွန်တော်ကတခြားတငယ်ချင်းတွေ social ကတငယ်ချင်းတွေလိုက်မေးတဲ့အခါမှာသူတို့ကလို့ပြောလဲဆိုတော့တချို့ကြောက်လဲအလုပ်တစ်ဖက်နဲ့ဆိုတော့တလားလောက်ညီပါရောက်ခွင့်ယူဖို့အဆင်မပြေဘူးပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မလို့ငါတို့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ကျွန်တော်တငယ်ချင်းအားလုံးတိုင်မြင်တစ်ချက်ပေါ်နဲ့တိုင်မြင်တဲ့ခါမှာအဲ့ဆို intern ချို့ကြော်လဲ intern ဆင်းကြလို့ရှိရင်အဲ့လိုမဟုတ်လို့ရှိရင်ငါတို့တောင်ငူသွားမယ်ချက်ပေါ်နဲ့တိုင်မြင်ပြီးမှ mini research လေးတော့ရှိမယ်ငါတို့ဒီမှာအသိတော်မှာဒီလိုပါဝင်ရမယ်အားလုံးပြပြပပဆိုတော့ကျွန်တော်တို့ရဲ့ social တွေကလည်းဒီ first year နဲ့ final ရောက်တဲ့အထိတစ်ခါမှပြောလို့ရှိရင် zone ထဲမှာပဲအချိန်ကုန်ဆုံးနေရပါတော့အပြင်မှာ in person တယောက်နဲ့တောင်နဲ့မတိကြတာအများကြီးအတွက်ကြောင့်မလို့ဒါလေးကဘယ်လိုဖြစ်ငါတို့အတွက်ဒီဘယ်လိုပြောရမလဲဒါကဖျားပေးတဲ့ blessing လေးတစ်ခုပဲဒီ Christmas ကာလမှာဒါဖြစ်ဒီတောင်ငူ trip သွားတာငါတို့အတွက်ခုတော့အဆင်ပြေတယ်ပေါ့နော်ဘယ်လိုဖြစ်အဲ့ဆိုလို့ရှိရင်ငါတို့ဒီတောင်ငူ trip ကိုပဲ mini research အနေနဲ့သွားကြမယ်ဆိုပြီးဖျားသခင်ကျေးဇူးတော်နဲ့ဒီကိုရောက်လာတယ်ပေါ့နော်ဆိုတော့ land key မှာလည်းဖျားသခင်ကအတတ်နိုင်ဆုံးကျွန်တော်တို့ကာကွယ်ဆောင်ရှောက်ပေးတာရယ်ဘေးမတိရန်မခါပဲနဲ့ဒီကိုရောက်တဲ့အထိပေါ့နော်ဆိုတော့ကျွန်တော်ကဒီမှာဘာတသက်ခံခြင်းလဲဆိုလို့ကျွန်တော်တစ်ခုအနေနဲ့ကကျွန်တော်က
ကျွန်တော်က ARD တိုင်းဘက်ကဒီပတ်သိန်းတို့မြောင်းမြဘက်ကပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အမှန်တကယ်ဆိုကျွန်တော်ရဲ့ဒီမှတ်ပုံနေနံပါတ်က14မြင်းဆောင်ဖြစ်ရမှာဒါပေမဲ့ကျွန်တော်ကမကွေးမှာငယ်တော့ကျောင်းသားတက်ကျွန်တော်က10မြင်းဆောင်ဖြစ်နေရဆိုတော့ဒါကလေကျွန်တော်တို့ဒီမှာတော့မသိဘူးနော်ကျွန်တော် ARD တိုင်းဘက်မှာဆိုလို့ရှိရင်10မြင်းဆောင်တို့6မြင်းဆောင်တို့ကတချို့နေရာမှာအလုပ်မပေးရရှိရပါတော့ဒါ political ရပါတော့ဆိုတော့အဲ့တော့ကြောင့်ကျွန်တော်လမ်းမှာတစ်ခါကြလို့ရှိရင်စစ်တာရှိရဗျာဒါကဘာဖြစ်လို့10မြင်းဆောင်ဖြစ်ရပါတော့မကွေးကနေဒီ ARD ကိုဘယ်လိုရောက်လာလဲဆိုသူတို့တစ်ခါရှင်းပြရတယ်ဆိုတော့အဲ့နဲ့ကျွန်တော်အသင်းတော်ကဟိုစားပေါ့နော်တောင်ငူ trip ကိုသွားကြမယ်ဆိုတော့ကျွန်တော်ကဆုတောင်းခိုင်းနေချိန်မှာအသင်းတော်ကလူတွေကအမှန်တကယ်နည်းနည်းတော့စိတ်ပူတယ်ဆိုတာဒီခေတ်ကာလကြီးမှာအားလုံးကလူငယ်တွေကြီးပဲဆိုတော့အားလုံးကလည်း19ရောက်သွားမယ်အတွက်ကြောင့်မလို့အဆင်ပြေပါမလားလို့ကျွန်တော်ပြောတဲ့ကြောင့်ဟောဒါတော့ဘယ်လိုပြောဖျားသခင်လို့တော့ဘယ်လိုပဲဖြစ်ဖျားသခင်ကျွန်တော်တို့ကောက်ခွဲဆောင်းလျှောက်ပေးမှာပေါ့အတက်နိုင်ဆုံးတော့ကျွန်တော်တို့ဆုတောင်းပေးပါဆိုပြီးတော့သွားရလန်ခီးမှာလည်းအတက်နိုင်ဆုံးဘာမှမစစ်ဘူးပေါ့နော်ဒီကာလမှာစစ်လို့ရှိရင်အဆင်မပြေဘူးသိတဲ့အတိုင်းပဲလေဆိုတော့ဘာဖြစ်ဖျားသခင်ကကျွန်တော်တို့ရဲ့စိုးရိမ်နဲ့စိတ်ကြောက်ရွံ့တဲ့စိတ်ကိုအတက်နိုင်ဆုံးဖယ်ရှားပေးပြီးတော့မှဒီကိုjoin ခွင့်ရတယ်ဒီမှာတောင်ကူမှာလည်းအားလုံးဒီ church ကျောင်းမှာအားလုံးပြပြရွှင်ရွှင်ပါဝင်ခွင့်ရတယ်ဒါလည်းဖျားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်ရဲ့တက်တည်ခံကျက်လေးကိုအချိန်ပေးပြီးနောက်ထောင်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ် W2 မှာလောခဲပကထဘုဒ္ဓမှာဘူးဖဲနေခါပကနာဟုဘာတာတာဝီလ LAP ကျိုးဖို့တဲ့တဖာနေလောယခုအလူငွေကောက်ခံရင်အချိန်ဖြစ်တယ်အလူငွေကောက်ခံချိန်မှာ LAP ကျောင်းသားကျောင်းသူများရဲ့တန်ကြိမ်တခြင်းကိုကြားမှာဖြစ်ပါတယ် Feliz Navidad, Feliz Navidad, Feliz Navidad, próspero año y felicidad. Feliz Navidad, Feliz Navidad, Feliz Navidad, próspero año y felicidad. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas from the bottom of my heart. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas from the bottom of my heart. Feliz Navidad, Feliz Navidad, Feliz Navidad, próspero año y felicidad. Feliz Navidad, Feliz Navidad, Feliz Navidad, próspero año y felicidad. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas from the bottom of my heart. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas. I wanna wish you a Merry Christmas from the bottom of my heart.
ဘာကလူထော်နေပွားတမမူလတရာမူရုနေလောအခုယခုအလူငွေကိုစကတ်ဆူတောင်းရန်ဆရာမရုကိုချိန်ပေးပါတယ်အားလုံးပဲလူငွေအတွက်စကတ်အနံ့ကြပါစို့အသက်ရှင်ရဲ့ကောင်းမြတ်တော်မူ၍ကျွန်တော်တို့ကိုနေ့စဉ်နေ့တိုင်းကြည့်ရှုပေးတော်မူတော်ကိုရောဒီနေ့ကျွန်တော်တို့ကိုရောပေးသောကောင်းချီးများစွာထဲမှကောင်းချီးအနှဲငယ်ကိုယူဆောင်လာပါ၏ယူဆောင်လာသောကောင်းချီးများကိုကိုရောနိုင်ငံတော်အဖို့လုံငါတုံးတော်မူပါကိုရောဒီကောင်းချီးများစွာပေးသည့်ထဲမှကျွန်တော်တို့ဒီအနှဲငယ်တာယူလာဒီဖြစ်တော်လဲကိုရောဒီကျွန်တော်တို့နှလုံးသားကိုကြည်တော်မူသောဖျားခင်ဖြစ်ပါသည်တိုးပါခြင်းအရေးနှင့်ကောင်းချီးထဲလူသူများကိုတိုးပါခြင်းအရေးဖြစ်တိုးပါခြင်းခွင့်နှင့်ပတ်ရတော်မူပါပင်ဒီနေ့ပေးသူချင်းအားဖြင့်ပေးသူတော်သူတို့အပေါ်အစ30အစ60အစ100မကတော့ကောင်းချီးမြတ်ကလာဖြစ်ပတ်ရတော်မူပါကျေးဇူးတော်ကိုချီးမွမ်းခြင်းဖြင့်ယေရှုခရစ်နာမ၌ဆုတောင်းဆက်ကပ်အနံပါ၏ခေပကနာဟုဘာတာတာဝီလတရာမူတတော်ထူတရာမူစတေလာတော့တရာမူဆိုဖီယာနေလောယခုတမ်ခုံတော်ချီမန်းဖို့ရန်အတွက်ဆရာမတော်တော်ထူဆရာမစတေလာနဲ့ဆရာမဆိုဖီယာကိုချိန်ပေးပါတယ်Bless the Lord, oh my soul, oh my soul, worship His holy name, sing like never before, oh my soul, I worship Your holy name. The sun comes up, it's a new day dawning. It's time to sing your song again. Whatever may pass and whatever lies before me, let me be singing when the evening comes. Bless the Lord, oh my soul, oh my soul, worship His holy name, sing like never before, oh my soul, I worship Your holy name. Rich in love and slow to anger. Your name is great and Your heart is kind. For all Your goodness I will keep on singing. 10,000 reasons for my heart to find. Bless the Lord, oh my soul, oh my soul, worship His holy name, sing like never before, oh my soul, I worship Your holy name. Bless the Lord, oh my soul, oh my soul, worship His holy name, sing like never before, oh my soul, I worship Your holy name, I worship Your
ခင်ဤဘာကထုကဖာနေဘာတလဲလပပွဲလတရမတော်တော်ထုနေလောယခုပြည်စုံစွာဆုတောင်းပေးရန်ဆရာမတော်တော်ထုအချိန်ပေးပါတယ်ကျမတို့အားလုံးစိတ်နှလုံးတဝတလုံးတောင်းအားဖြင့်ဆုတောင်းကြပါစို့မြတ်မြတ်ဆောင်ရွယ်တာသမီရောက်စီတိုင်းကိုချစ်တော်မူသောကောင်းမှုရှိဖဖျားသခင်ဒီနေ့မှာသမီးတို့အားလုံးကိုဒီကိုရောက်ရှိပြီးတော့လာရောက်ပြီးတော့ဝိပုကိုယ်နိုင်သောအခွင့်ကိုပေးတဲ့အတွက်ဖဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်သမီးတို့ဒီနေ့ဆုမတောင်းခဲ့ပါသမီးတို့စီပါလာတော့အပြစ်များအားလုံးကိုဖဖျားသခင်ထံဝေချတောင်းပန်ပါတယ်သမီးတို့ဒီလောကမှာအသက်ရှင်နေသောလူသားဖြစ်သည့်အားလျော်စွာသမီးတို့တိလျက်နဲ့ပြုလုပ်မိသောအပြစ်မတိဘဲနဲ့လုပ်မိသောအပြစ်မြောက်များစွာရှိပါတယ်ဖဖျားသခင်သမီးတို့ရဲ့အပြစ်များကိုဖဖျားသခင်ခွင့်လွှတ်ပေးတော်မူပါယခုရှိဥစွာတပည့်တဲ့ပထမဆုံးအနေဖြင့်တမီးတို့နေထိုင်သောမြန်မာနိုင်ငံအတွက်ဆုတောင်းချင်ပါတယ်ဖဖျားသခင်တမီးတို့ရဲ့မြန်မာနိုင်ငံတော်ကိုဖဖျားသခင်ကောင်းချီးပေးတော်မူပါတမီးတို့ရဲ့ဒီနိုင်ငံတော်မှာမငြိမ်သက်သောမငြိမ်ချသောနေရာအမြောက်များစွာရှိပါတယ်ဖဖျားသခင်ဤလက်တော်အဖြစ်တမီးတို့ကိုအုံမိုး၍ဒီနိုင်ငံအတွင်းမှာနေထိုင်ကြသောပြည်သူပြည်သားအရောက်စီတိုင်းကောင်းမွန်စွာနေထိုင်နိုင်သောအခွင့်ကိုပေးတော်မူပါတမီးတို့ဒီမငြိမ်ချသောနေရာအစမပြဖြစ်နေသောနေရာများမှာတရှိနေသောဒီလူအယောက်စီတိုင်းအားဖျားသခင်ကြပ်ပိုက်ခြင်းခွာဝိညာဉ်ခွာများဖြင့်ဖဖျားသခင်ပတ်ရည်ပစီပေးတော်မူပါသူတို့အသက်ရှင်နေထိုင်တဲ့အခါမှာသူတို့အတွက်လိုအပ်သောအရာများဖဖျားသခင်သူတို့ကိုဖြည့်ဆည်းပေးသနာတော်မူပါထို့ပြင်တက်ကြီးရွယ်ဦးများနာမချက်ဖြစ်နေသောသူများအငယ်ဆုံးသောသူများသူတို့အတွက်လည်းအတူပါရှိတော်မူပါဖဖျားခင်သူတို့ရဲ့အသက်ရှင်တဲ့အခါမှာဖဖျားခင်အတူပါရှိခြင်းအဖြစ်ဖဖျားခင်လမ်းပြပို့ဆောင်ပေးခြင်းအဖြစ်သူတို့ရဲ့အသက်တာဟာကောင်းမွန်စွာနေထိုင်နိုင်ပြီးတော့ပြေဝပြည့်စုံ၍တရားပျော်ရွှင်သောဘဝများဖြစ်စေသောအခွင့်ကိုပေးတော်မူပါထို့ပြင်ဒီသမီးတို့ဒီတိုင်းမှာစားစရာမရှိသောသူများနေစရာမရှိသောသူများမြောက်များစွာရှိပါတယ်ထွက်ပြေးနေရသောသူများတောထဲမှာခလုံးနေရသောသူများလည်းမြောက်များစွာရှိပါတယ်ဖဖျားသခင်သူတို့ရဲ့အသက်တာမှာဖျားသခင်အတူပါရှိတော်မူပါသူတို့ရဲ့ခေါ်တန်ကိုဖဖျားသခင်ညောင်းတော်မူပါသူတို့နဲ့အတူပါရှိတော်မူပါသူတို့နဲ့အတူဖဖျားခင်အတူပါရှိတဲ့အဖြစ်သူတို့ဒီစိတ်ပြတ်အာရုံခြင်းမရှိဘဲနဲ့သူတို့ရဲ့အသက်တာမှာရှေ့ဆက်လျှောက်ရနိုင်သောခွန်အားကိုဖဖျားခင်ပေးတော်မူပါဒီနေ့သမီးတို့ကိုဒီလာရောက်ဝတ်ပြုကိုယ်ရအတွက်ဖိတ်ခေါ်သောစောတိသောအသင်းတော်ကိုလည်းဖဖျားခင်သူတို့တို့လည်းဆုတောင်းပေးပါတယ်ဒီအသင်းတော်မှာရှိသောတယောက်ဆရာများလူကြီးများနဲ့ဒီအသက်ဝယ်အရောက်ဆရာမှာဖဖျားခင်အကောင့်ကြီးပေးတော်မူပါသူတို့ပြုလုပ်သမျှသောအရာတိုင်းမှာဖဖျားခင်အတူပါရှိတော်မူ၍သူတို့စီစဉ်သောအစီအစဉ်များဖြစ်များအောင်မြင်စေသောအခွင့်ကိုပေးတော်မူပါတမီးတို့ကိုဒီအစီအစဉ်ပြုလုပ်ခွင့်ပေးသော CE အစီအစဉ်ကိုလည်းဖဖျားခင်ကောင်းချီးပေးတော်မူပါသူတို့နဲ့အတူပါရှိတော်မူပါဒီမှာလည်းလူငယ်မြောက်များစွာရှိပါတယ်သူတို့ဒီလူငယ်တွေမှာလည်းသူတို့ရဲ့ကိုယ်စီရီမန်ချက်ပန်းနိုင်ရီမန်ချက်ကိုစီပန်းနိုင်ကိုစီရှိကြပါတယ်ဖဖျားခင်ဒါပေမဲ့ဒီရီမန်ချက်ပန်းနိုင်များဟာမိမိတို့ရဲ့သဘောအတိုင်းမဟုတ်ဘဲနဲ့ဖဖျားခင်ကိုဥထိတ်ထားပြီးတော့ဖြစ်ပေါ်လာသောရီမန်ချက်များဖြစ်စေတော်မူပါဒီသူတို့ရဲ့ဖြစ်ချင်သောအရာများဆန္ဒများသည်ဖဖျားခင်ရဲ့လူရဲ့ဆန္ဒနဲ့ကိုက်ညီပါကဖဖျားခင်သူတို့ကိုဖြည့်ဆည်းပေးတော်မူပါတပီတို့ဒီနေ့လာရောက်ကြသော MIT မှာကျောင်းသူကျောင်းသားများအားလုံးအတွက်လည်းဖဖျားခင်အတူပါရှိတော်မူပါတပီတို့ကိုဒီတလန်းလုံးမှာဖဖျားခင်ပို့ဆောင်ခြင်းအဖြစ်သာဒီကိုရောက်ရှိလာနိုင်ခြင်းဖြစ်ပါတယ်ဒီလိုမျိုးရောက်လာနိုင်သောအခွင့်ကိုပေးတဲ့အတွက်လည်းဖဖျားခင်ဖဖျားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီကျန်ရှိရဲ့အချိန်တွေမှာလည်းဖဖျားခင်အတူပါရှိတော်မူပါတပီတို့ရဲ့ဆုတောင်းချက်ဒီပြည့်စုံပါသူပေမဲ့ဖဖျားခင်ဒီအရာအလုံးကိုသိရှိပါတယ်တပီမဟုတ်ဘူးပေါ့နော်ဒီမရှိရဲ့သူအရောက်စရာသူရဲ့ရင်ထဲကနေပြီးတော့ဆုတောင်းတဲ့တွေအော်ဟစ်ကိုကြွေးတဲ့တွေကိုဖဖျားခင်တားကြောင်းတော်မူပါဖဖျားခင်တပါးယူသောသားတော့တကယ်ရှုနာပေါင်းအမြင့်ပြည့်စုံပါ၏အာမင်
KE ဒီဒါကစောခဲဝဲတော့ဘာကဖာနေပွားလီဆိုစကီလာဒရမ်ရွာဟီဖော်နေလောနှုတ်ကပတ်တော်နေဆက်ဆိုင်တော့ဂျမ်ပိုင်များကိုဖတ်ရင်ဆရာမရွာဟီပေါ်အချိန်ပေးပါတယ်ก็พาดูขนาดโกลิโซสวีตซอดีตรามุลากะฮีตากะซอคูทะปะเวโตพาวนาเพลิโยฮาซาโดเตอร์ซาโปเตซิคูลิโยฮาซาโดเตอร์ซาโปเตซิคูอะเกดียอไอฮอโกโปดูฮิลากุยะพวกวาตกะขอဒီတော့ကရပါလာစုကိနာကီယောတကလလနဲ့အတူတဟဘောတကီတော့ကနေမတာမူထူယောလောယခုဆက်လက်ပြီးတော့ပမာလိုဖတ်ရှုပြီးခွန်အားယူကြပါစို့ရှေယောဟန်ခရစ်ဝင်ခန်းကြီး3ခန်းငယ်16ရှေယောဟန်ခရစ်ဝင်ခန်းကြီး3ခန်းငယ်16ဘုရားသခင်ဤသားတော်ကိုယုံကြည်တော်သူပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထာဝရအသက်ကိုရရှိခြင်းကဖခင်သခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွတ်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏မောကဆာရဆုရဲ့အကလူချတမီတာတော်ဆွဆွီတော်ပွဲပါဒုနာရာဖို့ကိုဝတဲ့နေကေ KE ဆက်ကတော်နာရီဘာကလူကလူအနိပါလရွာကလူကချမေဝဒါဒရမ်ဒေါက်တာဖောလာစင်းနီလောယနေ့တွဲနှုတ်ကပတ်တော်ဝင်ကရန်ဆရာမကြီးဒေါက်တာဖောလာစင်းအဖိတ်ခေါ်ပါတယ်နီလာရီနော်စိဘလူဘာကဆိုင်ရအဘလူဖို့တို့မှာလဲတဟညာဤပတိလောမှာပတကတော့လဲခရီအိုပလေအလားလဲပွဲပတိကိုပမာအော်လဲလာဒီဇင်ဘာဘူးနေလောတော့တကဆောတမီတကဆောလဲအတော်တီပွဲမှာမိလာလောပကဒုတင်တော်ထော်ကီလောပတလဲခရီအိုပလေတဘလညာဤဒီပမေပါခရီဖို့တိတဖာတော့ပကဒုစုထော်ကီခရီအိုပလေအတာမီတာအတခေါ်နော်ဒီခရီးယန်တွေရဲ့ဒီခရစ်စမတ်နဲ့ပတ်သက်ပြီးတော့ခရစ်စမတ်ရဲ့အနှစ်သာရကိုပေါ့နော်ထိန်းသိမ်းဆောင်ရှောက်ဖို့ပေါ့နော်အဲ့ဒီအတွက်ကျမတို့ခွန်အားယူဖို့ဖြစ်ပါတယ်ဘကဒုထော်ဒုတိန်တော်ထော်ကီပတာလေခရီအိုပလေအတခေါ်ပေါ့နော်ကျမတို့ဒီခရစ်စမတ်ရောက်တိုင်းပေါ့နော်မိတူခေါ်လဲခရစ်အိုပလေနေအတခုနော်ကျမတို့ဝမ်းသာကြတယ်နော်ပတခုတော့လာအပုကွီပစုံမကီနေခရစ်အိုပလေဘူးနေပတအိုဖိုမာယူပွားလဲပေါ်အတကောတာတပတပတဖလူခေါ်နော်ပဖော်တာလဲတပဖာဒူအတူတကွနော်အတူတကွစားဖို့အိုကြီးကြီးဒီနဲ့ချက်ကြကျမတို့ငငယ်တုန်းကအတင်းတော်ကအဲ့လိုတင့်ပေးတယ်အဲ့တော့ခရစ်စမတ်ရောက်တိုင်းကျမတို့ကပျော်တယ်ဘာကြောင့်ပျော်လဲဆိုခလေးရဲ့အတွေးပေါ့နော်ဒီပေမေပါဖို့တာအတော့ပစုံမဒီလေခလေးရဲ့အတွေးမှာသူများခရစ်စမတ် tree လုပ်ပြီးတယ်ဒီလိုမျိုးအလှမဟုတ်အကြီးကြီးပဲခရစ်စမတ် tree ပါတို့အဲ့ဒီခရစ်စမတ် tree မှာအထူးသဖြင့်ကျမတို့ခလေးတွေရဲ့နာမည်လေးတွေချိတ်ထားတယ်။ဘာချိတ်ပါလာတော့ပွဲတီပွာဖုတာရှေအမီနော်ဆိုတော့ကျမတို့ကငငယ်လေးကလေးကခရစ်စမတ်ရောက်ပျော်တယ်ဘာကြောင့်လဲနှစ်တစ်ကူးလဲရောက်တော့မယ်နော်ပကတူလဲနီထော်တော့နော်အဖေအမေတွေကအင်ကြီးအသက်ဝက်ပေးမယ်အင်ကြီးအသက်ဝက်ရမယ်ဆိုတဲ့စိတ်နဲ့ပျော်တယ်ပြီးတော့ Christmas tree ပေါ်မှာကျွန်တော်တို့နာမည်ပါလက်ဆောင်ရမယ်ဆိုတော့ Christmas အမြဲရောက်ချင်တယ်နော်pero me tree ကိုပလက်တူထောက်ဖို့တော့မလဲပကမနေတာနော်ပကမနေတာတော့ရတော့အင်ကြီးအသက်လည်းရမယ်အင်ကြီးအသက်လည်းဝတ်ရမယ်ပြီးတော့ကျမတို့တောင်မှာနေတာထူးထူးခြားခြားပဲပို့လို့တော့ဦးနေပါလေဆိုတော့ဘိုးစားလေလွတ်လပ်ရေးပွဲသွားရတော့မယ်လေနော်အဲ့တော့ကျမတို့ဆရာတော်တွေကဆရာတော်ကလွတ်လပ်ရေးပွဲအတွေ့ဒီညခလေးတွေတချင်းလိုက်ဆိုမယ်သူတို့လွတ်လပ်ရေးပွဲမှာပျော်နိုင်ဖို့ဆိုမှအဲ့တော့ကျမတို့ငငယ်တော့မနားမလည်ဘူးလေနော်
ဆရာတော်တွေလူကြီးတွေတုံတင်တဲ့အတိုင်းပဲပြောတော့တချင်းလိုက်ဆိုတယ်ဆိုတာသူများကိုဂုံတော်ချီးမွမ်းတာတဲ့ဟာလွတ်လပ်ရေးဖွဲ့အတွက်ပတ်စံရမယ်ဆိုတဲ့စိတ်နဲ့တချင်းလားဆိုတာနော်စစ်စစ်ခါနေဘာတိုက်တာပြောလို့နော်ပြောလို့တော့ပကလေးပါလွတ်လပ်ရေးပွဲလို့လွတ်လပ်ရေးပွဲนี่တနင်္ညာအင်းရကပွေးတာဟိုမနူးလေရကပွေးတာမနူးလေရတောက်တယ်ကမာနေတာကိုတာခပတနာပနာပခရီအိုပလေဒီပတရာတမာတူလူဘွားတုပစန်ဒစ်ကူတရာမူတူလူဘွားတုတော့ပမာတာဒီနေလောနော်တော့ပတဆာထော်လီလူငယ်ဘွားရောက်တဲ့အခါမှာခရစ်စမတ်ရဲ့အတိတ်ပဲကနည်းနည်းလေးပြောင်းသွားဘယ်လိုပြောင်းသွားမလဲဆိုရင်ဥပမာကျမကဆရာတော်အဲ့လိုလာချောတယ်လာတယ်ဆိုသူ့အတွက်ခရစ်စမတ်လက်ဆောင်ပေးမယ်လူငယ်ရဲ့သဘောတဘာဝနော်ကျမကိုလည်းသူများကြိုက်တဲ့လူရှိလက်ဆောင်လာပေးတယ်ကျမလည်းကြိုက်တဲ့လူရှိကျမလက်ဆောင်ပေးဘွာလည်းပဲအေအောကောနော်တဆာဘွာလည်းပဲအေအောတခါနေပကဟီဘာအောတဟီလောနော်ပတခုဒုမတဆာအနည်းစဝိဒနီပမေဟာတာဝိဒနီပကဟာဘာဒမဒါလေဘွာလည်းပကြိုက်အောပသူကနော်တကနော်ပြောတော့မလောခရီအိုပလေတကလာဒါလောပတခုအနိတကလာဒါလောပကဟာဘာဒပတိုင်တော့နော်မတနာတီးกว่าပတရာဒူအေလောလာနိပျော်ဝဲလောကတိနီယောလောဖဲနိတဆာဆဲကတော့နိနော်နာတာဝိဒါဝနိနတိုးလောတိုက်လောနာပျော်တော့မလောနော်တော့ဘာတာဝိဒါတော့ပတမဘူးမတော်မီနီနီတော့ဘဲကိပွေလို့တောက်ဖို့အဝေါ်ဆောင်းဘော့စ်တဖလနော်ဘဲကိပွေနီလောခိတနီနီပွေနီတောက်ဖို့အဝေါ်တတခါပတခုလော那不打苦多个着你怕带吧，怕打什么？怕带吧打多，怕打一多，怕打一吧打多，怕了不哎哦，那 Christmas tree 你不嘛哦哒哒，那哒哒的看了怕打啥个嘿咯哒哒多，罗里咯不打咯，不闹咯不打啥咯不打打嘿，为打努打嘿不罗罗尼罗 easy 的怕。那配啥都配一套里说是就配打有的喜欢你。နော်ဒီဆက်ကတော်တူလို့ចောင်းပိတ်တော့ဘယ်မှចောင်းတက်လို့မရဘူးကျမကျန်းစာចောင်းဖွင့်တယ်မြန်မာနိုင်ငံဓမ္မတက္ကသိုလ် MIT ကဖွင့်တော့အခု liberal arts လို့မျိုးမဟုတ်ဘူးဘယ်လဲထော်လီစောစီကျိုးတော့အဝဲနေပတရာမူဒေါက်တာအေဝါနော်အဝဲတူလို့ဘာခတ်တော့ခရီအိုပလေat the hall ခရီအိုပလေအခေါ်ပညောနော် Christmas is a time of giving love开不个题吧，不很努力呢 ，wonderful love， 他爱了阿罗拉，他爱了阿罗拉 ，wonderful love 也挂了得不了好呢。那不得啦，木 doctor 哎，我了阿咪不就苦呢？偏你说到你多罗巴巴哈多 ，cri o play 阿多好 ，cri o play 阿靠不鸟 ，cri o play 阿 no 阿蒂 ，cri o play 没打阿达没打，到位马表话。lỡ ta nổ cổ lỡ cái khi mà ta lại lỡ cái là lý do gì chú qua cái nhỏ lý do gì chú bây giờ lý do gì chú akapa này uế đã bắt có daily gu nó phải nên người ta opposite po tập po lỡ qua suki naki ta yo qua ta suki naki ta thì pa agua papa po ta pa le hi ta ku ta ka đó ta ku ta ka này phải nên ni qua hi khó lo đó mà you qua đi này đó yo tholi lý do gì chú khi này đi này khó phải lo nạp bơ tholiคริโอเพลอัตามิตาคริโอเพลอัตาฮอนี่ Christmas is a time of giving love 咯บำเน็จปักษายวานี่เอเวปะฮอคูโพเนาะเนาะเฮโลดีฮินี่เวดาเนาะฮอคูอากีอวอดีอโพเยซูอโตเนาะเฮตูดานาตาโพเนาะปักษาครินี่ก็เฮอุเพลดาเลยนี่ก็ปาโลอคูอโลนี่ตาโลตูบาနော်ဟဲရှိနေဝဲတာဟောခုအကီအဝေါ်ဒီတော့ပါဖလာတော့အတာအေလေဟောခုဖိုးကောကတဲ့အဝေါ်တော့အဝင်းနေတော့ခိနေတနေနေတာကိုညာစုကမလို့ဒါလေယတာပင်တော့တင်း not ဘလပါဟိုတူယတီတဆူတော့
ta cái sầu với xí có ye hi lo xí có tu lo nó lo với cái cụ ban lại à Buddha lỡ à vậy nè nè mỏ li mẹ u atani ban lại Buddha mà thế này ta qua lu đri u ấy đi Buddha ye ta ta ông mà đi leprosy đi xí đấy nó qua lu đri u tự đủ rồi giờ ta có nhau nè giờ mi lệอยู่โจละอยู่ทอละอยู่มุกาชีละอารมณ์นี่เราอยู่เฮ็ดดอกไว้ล่ะลูกบ้านไหลบ่อยู่เฮ็ดลุกอินสิงนี่ละลิเมอูดอกตัดนี่ง่ายนี่คริอุเพลนี่ยะตามาบุมิตะอัตนากินี่ยะก็มาตาพุยปวดตะกะแล้วยะปุยถอยยะกว่าเพนี่อปมโพแล้วอโลกะเลยยาอุตะอะตานี่ล่ะนี่ก็ดีต่อยาเนาะแล้วยะเลยปุยเนาะตากูตากะยะปุยตาอาจีเนาะနော်ရပွေဘောရဘူတော့ရဘူဝနေရတပူရဆိုမို့ဟာမနဲ့ဖကြိုင်တော့ငါတအားပြောမှာပဲရကတာခုတော့ရကလေးဟီတာတကဘောရကလေးမအမေရီခရစ်စမတ်တော့ရကနုတ်ဆေအော် this is meaningful Christmas for me တာဝင်းကမေခရစ်အိုပလေလာအတော့အိုဝဲလေယူကို for this year ဘောနော်တနည်းညာဤလောရဘူတော့ยมูกันนี่ที่ว่าย่าเนี่ยตามาทำนู่นเลยวันนี้อีเจ้ตาเลยหิวตะกาหรือตาเลย wish for Christmas แล้วยาบูถอยตาบูนี่เนาะบอกเขานี่ยันเลี้ยวจะเสะยันเลี้ยวจะเสะแล้วยันเลี้ยกว่าเนาะโอ้เอาไว้ตีอูอาจีเนาะโอ้ขาอากาศจะสีเบลแล้วยันเลี้ยกว่าแล้วปมพูแล้วอูจะสีขอจะสีควีนี่ที่ตัวยาตะกันนี่เนาะยันเลี้ยจะนี่มาเลย Merry Christmas ยันเลี้ยหิวตาบูนี่แล้วแพ้ยันหิวตาบูสักตัวนี้เอาไว้แต่เจสุเวมาเย่กว่าเราอยากจะต้องพูดเราอยู่หัวสู้ยกว่าสู้วันนี้ยันนกเซตบูยันนกเซตบูไว้แต่มาอย่าท้าลาบอันนั้นนี่โนโลปานไลนี่ละอันเราบูดานี่อันนี้ลิมิวเห็นนาทีพระขู่มั้งโลดีพายิพอดีอย่าท้าลาบีนี่มาเลยนอกจากเอามาอย่าขึ้นเนาะแต่ตอนนี้นี่อย่าเอามีตนูน่ะอย่าเลยบูอย่ามีพอนี่อย่าอยู่เรามีตนูบางนู่นเลยนี่อาสู้นี่เอาไว้อันนี้มั้งบาตัสตัสฮาเลตาอันนู้นข้านี่มั้งเนาะว่าลูดรีตัสฮาอับบาโซยันน้องเสร็จตบูอันนั้นยันเล่แล้วจุดตัดนี่ยอมมีนะมั้งอยู่เรามีตนูเนาะมีนี่ทอดอุทอดตีตาพี่เนาะยันทีนั้นแล้วว่าสู้ข้านี่เนาะอันนี้เล็กกว่าเป็นมีอย่างเนี่ยเนาะน้าเย่จ้าเนาะอ๋อစဉ်းစားတာပေါ့နော်ယေဆုကမှုဒီလေဆိုတော့စာအုပ်တနည်းညာအင်းนี่ယေဆုမှုလဲရကတာခုလောကျမပျော်ရွှင်မယ်လို့ထင်တာကျမမပျော်ရွှင်ဘူးဒီလဲဆောင်သွားပေးရပြီမယ်ဘာဖြစ်တာလဲတနေ့တာဆင်းချင်တယ်ဒီဘာတဲခုစီကောရပြောကလောမလို့ဖိုဘလီကလာလာအတနာပပကညောကလောဦးမအဲ့တော့ကျမမပျော်ရွှင်ဘူးဘယ်လိုလုပ်ရမလဲစုံမတာလို့တာဘူခါရကတာခုလော a meaningful Christmas for me for this year ဆိုရကတာခုပတ်တိတ်လောยตตาพี่บ้าแย่กี่เลยยตาตะมูยาตะเปียวรอยตอรอยบาทุกพาดายิโซกมูลกีเลตตอโอ้ยมาทำเลยแต่ยตาบาลุขี้เลยเนาะกูเชมีเด้อะคู่ทัดทีเลยเชมีดงไหมบ้าเจ้าเลยสุจะมาดูดีชิเมตตาเนี่ยพิสงเตตูพยาตะขี้ยาลูดาดีกูชิปีดอเนาะโลกาจีเทกูจ้าลาบีโดตาโดอตุยมั้งเนาะเยซูคริสต์อตุยโลกาจีเทจ้าลาบีโดลูดาอตุยเนี่ยทุกข้าสิ่งเนี้ยแข็งบีโดเนาะจะมาดูตัวอติแข็งแค่แต่ลูเมตตากูอชิแข็งบีโดเนาะไปสัตย์แต่ดูคริสต์มาสเนี่ยอเดย์เบกะ a time of giving love ไปเมตตาสิกูวิญญาณปุ๊จะมากูไหนมาวิญญาณไหนเนาะมาเปลี่ยนไหนแต่เต้นเรามาเปลี่ยนไหนคิดรอดูรอเยอะเราก็ใส่ยาเราคิดรอเราคิดนี่จะฉีกปอมูวินี่เนาะดูรอเลยป่ะเยอะดอนนกใส่ชิมไหมแต่ข้ามาด้วยเนาะน้องได้ยังน้องสาวใจเราจะมากราบป่ะพี่อาทิตย์ขิงกูกระดิ่งบิ้วเลยน้องจะเข้าด้วยน้องใส่ป่ะไหมไหนจะมาดูกะดีโลอินเทอร์เนชิพกูจะมาดูมอลล์ใหญ่มอลล์ใหญ่ที่อนุเซียงมาภาษีเนี่ยที่จะเข้าโรงงานนกเสไหมช่วยเปลี่ยนซ้ำไหมเนาะถ้าบุกไปเป็นนกเสตบุบะ
ဒါတဘလို့ညာရေကလဲရေကနှုတ်ဆက်နော်ပါတတ်ချနာနော်တက်မှတခါပဲလူဆိုတာလူပဲအကုန်လုံးအသက်ရှင်တာငါမေတ္တာပြမယ်ရေကပြလို့ရထိုင်တာကွီလို့နော်ဘလင်းလို့ဒါပတ်တခလူလဲနေတရာမူအဝဲဟေဝါ orientation တွားနိုင်လားနှုတ်ဆက်နိုင်လားလိုက်ကြည့်နိုင်လားပြုစုနိုင်လားရတယ်တကူညာစိတ်ပြင်ဆင်ထားတယ်လုံနိုင်တယ်ပေါ့နော်အဲ့တော့အဲ့မှာတွားတဲ့အခါကျတော့သူကယောဂကအဆူနဲ့အချောက်နဲ့ရှိရလေကျမတို့သိတဲ့အတိုင်းပဲနော်လိုက်နှုတ်ဆက်တာဗောအချောက်တွေလိုက်နှုတ်ဆက်ပြီးပြလာရင်စားပြကိုလေအခေါက်100လောက်စီးတာလူတိုင်းပဲနော်ကျမတို့ကပဲကင်းနေသေးတော့ဆိုမတလည်းပလော်လီနေတော့ပလော်ဒီပါသေးတော့ပြီးတော့ထမင်းကိုလေလက်နဲ့လည်းမစားရဲအဲ့လိုမျိုးအင်ဂျီဆိုလဲဟိုစားအဲ့ဒီလုံးကဟိုစားလေးပါလဲစပရေးတော့မရှိဘူးပါလဲအဲ့ဒီဆေးနဲ့လုတ်တယ်ချားတယ်မနေ့ဖန်တော့နောက်တော့ဝတ်သွားမယ်နောက်တနေ့ရသွားမယ်ခမစင်းနေဘက်ကလေးနေအပါစောဖွဲ့လို့ဘာသူပါကစားနော်ဟီယာတာလေနော်တာတာကွီအစားဘာသူပါလို့ကတဲ့ကတော့သားချမ်းနာနော်လဲလီနာလဲလီလဲတော့တာဒုကနော်ဒူတော့တာကနော်တော့ရင်ခုန်နေတော့ဒီနေ့ကတော့ဒီဆိုတဲ့ what ကိုသွားမယ်ဆိုတော့ဘာဖြစ်ကွာငါတငယ်ချင်းကြီးလုံနိုင်ငါလည်းလုံနိုင်တယ်ကွာသူတို့လည်းထမင်းစားငါလည်းထမင်းစားအဝတ်တေအော်မီရောအော်မီလားအဝတ်တေမာနေရမနေလားတကောတော့အမညာနေဘလဲကောဘလို့တဲ့ဆိုရင်သူကတိပါတရောင်ဖောလာနေအဝတ်လဲလို့တာမညာတော့လဲလို့တာမညာနေမထူတော့ခဲတယ်ဘလို့သူရတကွာဒီလေမညာတကောရှမမီတမနဲ့မိမရကမတော့မိတမရတမပါစားမိတမနာကရကမစံပြရမဒီနေလဲဘောနေဒီတကောဒီနှုတ်ဆက်ဝဲတကာဘောနှုတ်ဆက်ဝီဘောနေဟိုဘောတနှုတ်ဆက်လေတနှုတ်ဆက်ဝဲနေရနာကရတပနှုတ်ဆက်တာရတပနှုတ်ဆက်တာဘောနေဘဲကီဘောနေအနေဘောနော်ဆေးရုံအုပ်တယ်ဘောနေဒီနေ့ညနေ သူ hello internship သူမာတာမနူးလေနော်ပပဟာတီနီဘွားခွာဘောနော်သူတို့ထမင်းစားပကံလေးစီးပြရစီးဝီဟက်ကီတီလောမာတဲ့ spirit လောချာရီ spirit တော့ကလောခိဘာဒီကိုကဖာလို့ spirit ဒီမှာကိုကဖာတဲ့ညာတို့အခါကတီးလောတလည်းရတော့တင်းနေ Christmas is a time of giving love oh sorry papa hita ita kui kasa yuarani epwata bebeni kasa kri epwata bebeni la hello di to bwa ku bo he tu ta na ta phoปกดดุกุลบตาลุปวาคริพูปะมาเกียเนาะปะมาตะเกียมาอะขุตานี่คริโอเพลอะตะฮอเลอมีเวน่ะ a time of giving love นี่มอปะกะฮีตาเอมลากะยาบวยมีตาเลรีดูဆိုတော့အဝင်းနေမော်လမြိုက်တာဆာရှိလေပါလို့တကြီးတာဆာရှိနေတော့လေအတော်တဘလနဲ့လက်တနေလေပါနော်နေတော့လေအတော်တဘလနဲ့လက်တနေဦးအခုတနေအဝင်းအင်းမိဝဲတာပကတဲ့ဒီလေနောင်တလေနကီဒိုနီကီတာခွက်တာရဝနေခိစုတစုနဒိုနီတသေးလေပါယဆုမလို့တာလေတိတ်အေးတာတီးလို့ယဆုမလို့တာလေယမီပွားခရစ်ဖိုလာအကခုကရပွားလာအလူတာမဆယဆုမလို့တာလေယမီပွားခရစ်ဖိုလာနော်အကေခုကေနာလေကေထောလီမေဖလအဂီလေပွားကောလို့ဘာသာယေရှုရဲ့တာဖာဒူလေယတာအမှုဖာဒူလေတာလေယမတနီယမတပတာလေပွားကတိကစားခရစ်အဂောပွားကပလဘာကစားခရစ်အတာအေဟောယမတတီနီဒုခက်တတိပတာပိနောတတီတော့ပမာတတီပါနော်တော့အဝင်းနေမိဝဲတာခရစ်အိုပလေlove ကဘာမီရတာ a time of giving love ပကွာကေလုံးမစားတနေညာဤခရစ်အိုပလေအခေါပညောအတခေါနီနော်ဒီတော့ဒါဝင်းတီအိုရီနေစင်ကေနော်ဒါဝင်းတီအိုရီနေစင်ကေတိုးတဲ့ဒါလို့ပွားကညောနေတာဥအနေနေပြီးတော့ကဲထော်ကြီးတဆောမတဲ့အပလူဘလထော်ဒီပေါ့နော်แล้วအပုကွေးနေအပလူတကူလောကလည်းတာဥတော့လဲလို့ဒါတဆောကြည့်နေတူနော်ခရစ်စမတ်အခီးနေတာအဖို့တနော်သူမတာစာတနော်ဘ
ว่าแล้วตูรู้พอดีพอตัดตนนตูรู้ข่าวไว้นี่เนาะคริสต์มาสตนี่นะอีนี่ตาสักเรื่องกับบาคูดูเวกหล่อเลยคริสต์มาสตนี่นะอีนี่มันปอกคว้ากระเรือบาคูเวกหล่อเลยปอมกระเรือบาคูเวกหล่อเลยข้าเต้าด่าเลยตามมาบุกหัวเนาะอันนั้นตะกี้ประมาณนี้เนาะภาษาตามมาบุโลประมาณนี้ประมิตูอ๋อเนาะว่าเลยอัลลูบาตาเอตปวดเด้อเนาะว่าเลยอัลลูบาตาเอตปวดเด้อအခုဒီသားသမီးတွေအိမ်မှာလာတဲတဲ့အခါမှာသူတို့အေးတယ်လေရန်ကုန်ကတအားပူတယ်လေအေးတော့မေးကြည့်ကျမမှာစောင့်အနွေးတွေမရှိတော့တော့သူတို့တအားအေးတယ်ကျမလည်းပြောတယ်သူတို့ယုံမှာမဟုတ်ဘူးဒါပေမဲ့ဆရာတော်ကတော့သိတယ်လာနေတဲ့အဲ့ဒီတိုင်းဒီ၃နှစ်အတွင်းကဝယ်ထားတဲ့စောင့်နေတရမူကြီးကကြီးစောဟောခလော့စောဟောဆိုတော့တကယ်တမ်းကျမသူတို့ရဲ့ပထမတည့်ညမှာရောက်တာလေတော့သူတို့ရောက်လာတော့ဟာသွားပြီဒီပါဆောင်မမရှိတော့ဘူးနော်မေးချစ်ချုံစရာဆောင်နေမလုံလောက်တော့ဆိုတော့အဲ့တော့ကျမတို့လူအပ်နေတဲ့သူအများကြီးရှိတယ်အခက်နေလို့နတ်တာကွင်းแล้วพอแล้วခိလေလို့ပွားဘူးဟဲလောရတဲ့တမ်နူးလို့လေခရီဥပလနဲ့ဟဲတဲ့ဘာတော်တော့แต่ว่าคุยบลูบายาลูนะคือตามนู้มาตะเปาหน้าตาเว้นในปฏิญาเนาะยาลูอีแต่เอมียาลูดูวิตาสุรแค่ยาลูตัวภาษาเยกเลปุยนี่นะเนาะพ่ออุเวกาเลยเนาะส่วนนี้เอโดเตดามเลยตามาบูเลยปะฮะตาวินี่ปะกิฮีปวาแล้วอลูตะปวาเดอเลยเซกตอเคอีเอาไว้นี่ Christmas is a time of giving loveเอาไว้อย่าเปลือกผู้ชายเนี่ยอย่าดูทีอ๋ออย่าดูติ่งหาอ๋อจะไม่ก็ติ่งหาขึ้นเลยป่ะตัวอากงลงน้าเลยใช่ไหมน้าเลยไหมแล้วพออ้อตัวข้านี้เป็นมิชชั่นอะเปโตรหรือว่าแค่อู่เนาะประเทศหนูอ๋อแต่มีโลกีสอตะเปิดอย่ามาบุยบ้าเนาะอย่าลาบุยบ้าตะเปิดเลยว่าจีได้ดำนู้นนู้นเราอย่าเว้ยมุดแต่เด็กปัจเจนาปากกีสอเนี่ยแต่กีสอเนี่ยเด็กกีปุยตะคลุเนาะส่วนนี้เอาไว้ในนี้ตาลูอัลลอฮฺอามาเคอีเนาะအခုတန်းနေတော့ဘာတောက်ဝီတာနေလေတမဘူးနေဝါဟီကောကတယ်နော်တမဘူးလို့အနေနေပကတူအော်ဒီလေနေအဝင်းနေပကတင်တော့ Christmas is a time of giving love ဘဘဟီတာအေလေပွာလေအလူတမဆဲအော်နော်နေအဝင်းနေမိတာလေဘဒုတင်တော့လော်ကိပတာနေလောတခါကကျမတို့ကျမတငယ်ကျမတငယ်ချင်းဆရာတော်တပါးတကြီးတရာလူအေသောနေနော်ဒီတင်တော့အမြတ်သူပြောတဲ့ဇာလန်တစ်ခုရှိတယ်ခရစ်စမတ်တစ်ခုမှာတဲ့ဝတ်သားတဲ့ဦးအကြီးပေါ့နော်ချက်တဲ့နော်ဆရာတော်သိမလားဝတ်သားတဲ့ဦးကချက်တော့လူတွေကတိုးတာပေါ့နော်ဟိုစားထမင်းထုတ်တော့ယူလာဝတ်သားတဲ့ဦးနဲ့ချက်တယ်တိုးတော့အဲ့ဒီဖာကြီးတယောက်ပေါ့နော်ဘူးလေးတယောက်က तू တိုးနေ तू ဘယ်လိုပြောလဲ तू စိတ်တိုးလာတယ်နော် तू တိုးတော့တစ်ခါမှမရောက်တော့ तू တိုးလို့ရောက်ခါနီးလေးမှာ तू အကြံကြီးထားអော်လိုက်တယ်လူတို့ကြီးကိုကြည့်ပြီးတော့မင်းတို့တွေရတဲ့အစားတောင်းနဲ့တိမ်ပါပဲတဲ့အဲ့နဲ့ तू ကလန့်လိုက်တော့ तू ဟိုဒေဦးထဲရောက်နေဟိုမှာ तू ဆူလိုက်မင်းတို့တွေကအစားတောင်းနဲ့တိမ်ပါပဲ तू ဒေဦးထဲမှာရောက်တော့ तू ခြေထောက်တွေပူတာပေါ့နော်ဝက်သားထဲမှာလေနော်အဲ့လူတွေကလည်းအဲ့ဒီဝက်သားကိုပြောပါစားကြတယ်ပေါ့နော်ဆိုတော့တစ်ခါတရံမှာကျမတို့ခရစ်စမတ်မှာအစားအစာပဲမျှော်နေတဲ့သူလည်းရှိတယ်အစားအစာကြောင့်သွားတိုးတဲ့လူလည်းရှိတယ်နော်လက်ဆောင်ကျမပြောခဲ့တယ်လက်ဆောင်ရမှာမို့လို့ပြောတာလည်းရှိတယ်ချစ်သူကိုလက်ဆောင်ပေးရမှာလို့လည်းပြောတာရှိတယ်နော်ဟိုစားပေးဆက်ချင်တာထဲရယူချင်တဲ့စိတ်ကြောင့်ပြောတာလည်းရှိတယ်အတင်းတော်မှာအများကြီးစားရမယ်လို့ပြောတာလည်းရှိတယ်ပြောလို့ရပါတယ် joy Christmas ဆိုတာပျော်ရွှင်ခြင်းပဲ joy ဒါပေမဲ့ Christmas is a time of giving love ကိုမမေ့ကြဖို့ရန်အတွက်ဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ဖျားသခင်ဒီလောကကြီးလူတွေချစ်လို့တပါးသီးသောသားတော်ကိုပေးတယ်။အဓိကအနစ်တာရပဲ။ကြွားအေးဘွားကိုပူတာအေးတာကွီမေတာနမိဝဲတာ Christmas အဂီတီအတဟောလောပကဘာมามุโชกีออกเนาะอคอปญาดีต่อดาวินตีอูริสิงแกตัวนี้
ခရစ်အိုဖလေအတဟောနီလဲလူအတလီတော့မောတာလဲလူဝီနေနေမောအတဟောလအဂီတီလအမီဝနာခရစ်အိုဖလေနေမီဝတာအတာကွီပကဘာဟီပွာလတပွာလအလူဒါတပွားတနီမောတူတဟာမတဝီနဝဲမီနာလောဒါဟီတဆာတော့ပခီလေတဟာညာအင်းနေလောဒါဘူးဒူမာလောစင်လူဘာတရမ်လာဟေခေါ်ဟေနောပွာလာယောကလူချာအမေဒေါ်လာဘာခါတော့ခရီယိုပလက်တာခေါ်ပညောတော့တခေါ်နေလောရဆလတုကဒိုနေပါကြွာတာသောစခီခေါ်ပလိုတာကစောအင်းနေလောနှုတ်ကပတ်တော်ကိုဝင်ငါသွားပေးတော့ဆရာမချီအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ဒီနှုတ်ကပတ်တော်အဖြစ်လဲအားလုံးအတွက်တစုံတစ်ခုသောစောက်တည်စရာရရှိသွားမယ်လို့ယုံကြည်ပါတယ်KE ပကနာဟုဘကတော့တာတာဝီလော LAP ကျိုးဖို့တိတဖန်နေလောခုတစ်ဖက်မှာလဲ LAP ကျောင်းသားကျောင်းသူများရဲ့တံပြိုင်ကုံတော်ချီးမွမ်းတော်ကိုကြားမှာဖြစ်ပါတယ်
ဒါဘုဘာတင်ညာမီအိုတခါခါတော့ဘာဖလားထော်ဝဲတင်းနေလောကြော်ညာစရာများရှိပါကကြော်ညာနိုင်ပါတယ်တဘုဘာတင်ညာတို့နေမိတာလဲအဖူကွေဘုဘာတင်ညာတဲ့ဆိုလေနော်လာထောခကတလာထောရတော့ဟာခောသူဘောတာစာအတဘူတာမဒီတို့နေကမေဝဒတာပါဆောရှိတာတဘူတာဘာအကတော်လောတော့ကိုတော့တာဘခုနာတေတဖာလောဝတေကတော့ခရမဲတော့ဟိနေဘွားတာဆကတော့တော့ဘယ်နေကိုစေကတော့အုံဂရကေတော့တာတာဝိတယူတော့ပါတေတဖာစေကကေတော့တာတာဝိတယူဘုတာစီလာchurch school တေတဖာစေကဝတေကေတော့တာတာဝိတယူတော့ဘကပောက်ဖို့အမတကိုတာလောတာပါဆောဆွေတာတာဘူတာပါစေကွန်ဒီလောတော့ဒါညာဤနေရေတော့ကတူစိဘလစေကပဘူတေတဖာမောချဖောရပဘူတေတဖာဒီညနေမှာအတီချဖောနဲ့ကျွန်တော်တို့ရဲ့ညီငယ်မောင်မဲဆဆမအရောက်စီတိုင်းကိုကျေးဇူးတင်စကားအနည်းငယ်လေးပြောချင်ပါတယ်လို့ဒါပေမဲ့ကျွန်တော်တို့မပြောဘူးဆရာတော်ပြောသလိုပဲပြောတော့ပြောတတ်တယ်ဒါပေမဲ့ပြောရင်မပြီးမှဆိုတော့ပြောရင်မပြီးမှဆိုလို့ဒီညနေမှာကျွန်တော်ရဲ့ညီဆရာလည်းဟုတ်တယ်အခုကျောင်းသားလည်းဟုတ်တယ်ဒါအခု MICT မှာ MDiv final year တက်ရောက်နေတဲ့ကျွန်တော်ရဲ့ညီဆရာဖြစ်တဲ့ဆရာလာတူကနေပြီးတော့ကျေးဇူးတင်စကားပြောမှဖြစ်ပါတယ်လို့ကျေးဇူးတင်စကားမပြောခင်မှာဒီ teacher Paul နဲ့ဒီကကျွန်တော်တို့ညီကောင်မောင်နှမတွေအစီအစဉ်ယူတဲ့အခါမှာကျွန်တော်ပါတတိရတယ်ဆိုတော့ကျွန်တော်တို့ဟိုအရင်ဒီ MIT မှာကျောင်းတင်တော့ကဒီအချိန်ပဲဒီ December လပဲကျွန်တော်တို့ယူတဲ့ elective ကဆရာမကြီး Angela ပုံရဲ့ elective class ဖြစ်တယ်အဲ့ဒီအချိန်မှာဆရာမဒီလိုမျိုး December ရောက်လာပြီးတော့မှနောက်ဆုံးဟောနော်ကျောင်းမပိတ်ခင် December holiday break December break မရခင်မှာပေါ့နော်သူနောက်ဆုံးအပတ်နောက်ဆုံးအချိန် lesson လေးကိုသူသင်ပြီးတော့မှသူဘာပြောလဲဆိုတော့တဲ့ဒီကနေ့နော် Christmas အချိန်ကာလဆိုလို့ရှိရင်တဲ့ကျွန်တော်တို့အားလုံးရဲ့နှလုံးသားထဲမှာငြိမ်းချမ်းခြင်းရှိဖို့လိုအပ်တယ်ပေါ့နော်ဒါအရိဒုကတန်နေတဲ့လပတုကိတလည်းပုနေဘဂမန်နေတာခုတာဖို့လို့တဲ့ပြီးတော့သူကျွန်တော်တို့ဘယ်လိုလုပ်ပြလဲဆိုတော့သူလုပ်ပြတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒီညနေအားလုံးအတူတူလုပ်ရအောင်လို့နော်ဒါအင်မတန်မှကောင်းတဲ့အရာဖြစ်တယ်ဆ iam မကြီးကတော့မရှိတော့ပါဘူးနော်ဆ iam မကြီးကတော့ခေါ်ရမှုချင်းခံရပြီဆိုတော့သူပါလုပ်လဲဆိုတော့သူကျွန်တော်တို့ဒီညာဘက်လက်လေညာဘက်လက်ကိုကျွန်တော်တို့အနားမှာရှိတဲ့ဒီတငယ်ချင်းဖြစ်ဖြစ်ကျွန်တော်တို့အနားမှာထိုင်နေတဲ့သူတွေဖြစ်ဖြစ်ဒီပခုံးလေးပေါ်မှာတင်းပြီးတော့မှသူပါပြောခိုင်းလဲဆိုတော့ peace be with you နော်သူအဲ့လိုမျိုးလေးပြောခိုင်းတယ်အမြန်မပြောခိုင်းဘူးလားဖြည်းဖြည်းလေးပဲ၃ခေါက်ပြောခိုင်းတယ် peace be with you peace be with you peace be with you ကျွန်တော်တို့အားလုံးအတူတကွ၃ခေါက်နော်ကျွန်တော်တို့အနားမှာရှိတဲ့ဒီကျွန်တော်တို့မိတ်ဆွေတော်လည်းကောင်းကျွန်တော်ဆရာဆရာမတွေတော်လည်းကောင်းတငယ်ချင်းတော်လည်းကောင်းကျွန်တော်တို့ညာဘက်လက်နော်ကျွန်တော်တို့တငယ်ချင်းပခုံးပေါ်မှာလက်တင်ပြီးတော့မှမျက်လုံးလေးမိတ်ပြီးတော့ peace be with you ဆိုပြီးတော့၃ခေါက်ပြောပြီးတဲ့အခါမှာနော်ကျွန်တော်တို့ဆရာလာတူကနေပြီးတော့ဆက်ပြီးတော့မှကျေးဇူးတင်စကားကိုပြောမှာဖြစ်ပါတယ်ကျွန်တော်တို့စကြအောင်နော်1 2 3 peace be with you peace be with you peace be with you အားလုံးကျေးဇူးတင်ပါတယ်ခုဆက်လက်ပြီးတော့မှဆရာလာတူကနေပြီးတော့မှကျေးဇူးတင်စကားပြောပေးမှာဖြစ်ပါတယ်လို့ပြီးတော့နောက်ဒီလိုအပ်တဲ့ဟာတွေရှိနေကျွန်တော်တို့အဖဆရာတော်ကနေပြီးတော့မှလာရောက်ပြီးတော့မှဖြစ်ဆွဲပြောကြားပေးမှာဖြစ်ပါတယ်ရှေးဥစွာဖျားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျွန်တော်က MICT မှာကျောင်းတက်ပေမဲ့လည်းမြမစာကိုလေးလုံးကွင်းအောင်သိမပြောတတ်ဘူး။အမေလည်းဒီညနေခင်းမှာဖျားရှင်ရဲ့ကျေးဇူးတော်ကိုတကယ်ချီးမွမ်းတယ်။ဆရာတော်အမြဲတမ်းပြောတယ်ကျွန်တော်တို့အသင်းတော်ဟာ
ကြောင်ကြိုကြောင်ကြားမှာရှိတော်ညာလေဖျားရှင်ရဲ့ကျေးဇူးတော်ကိုအမတန်ခံစားရတဲ့အသင်းတော်တစ်ခုဖြစ်တယ်ဒီနေ့မှာကျွန်တော်ရဲ့ဆရာမကြီးဒေါက်တာဖောလာဆေးနဲ့အတူလာရောက်ပြီးတော့မိသားရောက်ဖွဲ့တဲ့ဆရာမအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ကျွန်တော်တို့ကောင်းကြီးအကြီးကြီးခံစားလိုက်ရတာပဲဆရာမနဲ့အတူတကွမိသားရဖွဲ့ရတော့အခွင့်ကိုဖျားရှင်ပေးတယ်ကျွန်တော်တို့လူနေရင်ဒီလိုခွင့်ရရဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဒါမှလည်းဖျားရှင်ပြင်ဆင်ပေးတဲ့အတွက်ဆရာမနဲ့အတူတကွမိသားရဖွဲ့ရတဲ့အခွင့်ကိုရရှိတဲ့အတွက်ဆရာဒီနေ့လာရောက်ကြတော့ညီကောင်မောင်နှမဆရာမအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုပြောကြားလိုတယ်အထူးသဖြင့်ကတော့ဆရာမကြီးပေါ့နော်ဆရာမကြီးကတော့ကျွန်တော်တို့အမြဲတမ်းသတိရတယ်ဘယ်အစီအစဉ်ပဲရှိပါစေဘယ်လိုအခြေအနေရှိနေပါစေကျွန်တော်တို့ကိုအမြဲတမ်း contact တယ်ပြီးတော့ကျွန်တော်တို့ကလည်းလိုအပ်တဲ့အခါမှာဖိတ်ခေါ်တဲ့အခါမှာအမြဲတမ်းကျွန်တော်တို့ကိုသတိတရားနဲ့လာပြီးတယ်အဲ့ဒီပုံမှာလည်းဆရာမကြီးကိုအထူးပဲဒီနေ့ကျေးဇူးတင်တယ်ဒီနေ့လာရောက်ကြတော့ဒီဆရာမအားလုံးကိုလည်းကျွန်တော်တို့အထူးပဲကျေးဇူးတင်တယ်ကျွန်တော်တို့ဒီမှာတွေ့တယ်ကျွန်တော်ကတော့အခု6ရက်နေ့ဆိုရန်ကုန်ပြန်มาဖြစ်တယ်ပေါ့နော်ရန်ကုန်မှာတွေ့ရလဲခေါ်လို့ရတယ်စကားပြောလို့ရတယ်ဆိုတဲ့အကြောင်းပေါ့နော်ပြောလိုပါတယ်လို့ဒီနေ့တက်သိခံတာပဲဖြစ်ပိုင်ဝင်ပြီးတော့သုံးတော်ခံကြတဲ့ဆရာမများညီကောင်မောင်နှမများအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောလိုတယ်ကျွန်တော်ဒီနေ့ကျေးဇူးတင်တဲ့ဟာဒီတကယ်ဘယ်လိုခေါ်လဲတချို့ဒီကျွန်တော်မပြောလိုက်ပြီမဲ့လဲပေါ့နော်ကျွန်တော်အနေနဲ့တကယ်လိုက်လဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောကြားလိုပါတယ်။ဒါကြောင့်မလို့ဘုရားရှင်ရဲ့ကြွယ်ဝသောကောင်းကြီးမင်္ဂလာဒီ2024ရဲ့Christmas လရဲ့ညီသက်ချင်းပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းဒီနေ့ဆရာမအားလုံးဆရာမကြီးနဲ့အတူလာရောက်ကြသောညီကောင်မောင်နှမဆရာမအားလုံးအပေါ်မှာကြားရောက်ပါစေဆိုတဲ့အကြောင်းကိုဆုတောင်းမေတ္တာပို့ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်။Simplu baterala apa platform ni buat dah simplu dah service awan ni lo saya Jesu dia sangat bertapir saya aku Jesu termade KI cukup tidak pakai sa wah keju simplu dala tera duri to ni lo ku cuma macam dari goza Jesu dia sangat aku saya duri to kap bertapir macam pade Hello ကေကောရတဲ့မေအဆိုးပေါ့နော်စီဘလူးကစားရဘလူးဖို့လေဟေရတာခွဲတာရခုထရလေကဘာကတိုW တာဖို့တာကတိုတာစီဘလူးပါကစားရလို့အာကြီးလို့ဝီဒရနေရမေဝါကနေနာကေရသိကတိုဝါကညောကလို့လေလုံးသိကွဲပေါ့နော်ဒီတော့ဖမက်ကတရာတကားခဲအတူလို့ပေါ့နော်ဒါတော့ဒီကညက်ကတိုဝါကညောကလို့တဲ့ပြောကလို့ဒီတော့ပေါ့နော်ဘာလို့ဆိုတော့လေရစကောလေပါလေရတဲ့နိုင်ကနေတနော်တသိနာပဲဘာကညောကလို့ပေါ့နော်ဒါတော့ရေကညက်ကတိုးတာလို့ဆိုတော့ဒီကျွန်တော်တို့ဒီကိုရောက်ကြတဲ့ရပေါ့နော်ဒီကိုရောက်ကြတဲ့ကကားဂိတ်မှာလာပြီးကြိုပေးတယ်ပေါ့နော်ကြိုပေးတဲ့ဒီကားမောင်ပေးတဲ့ကားဆရာရောပြီးရင်ဒီကိုကျော်တို့မိသားစုကျွန်တော်တဲခိုဖို့ပေါ့နော်ဒီလက်ခံပေးတဲ့ teacher ဖော်တို့မိသားစုပြီးရင်ဟင်းကောင်းနေအမြဲချက်ကျွေးတယ်ပေါ့နော်ကျွန်တော်တို့ဝါဒီအဖွဲ့တွေဆိုတော့ဟင်းကောင်းနေအမြဲတမ်းချက်ကျွေးတဲ့ဒီချက်ဘောတို့မိသားစုကိုလည်းအများကြီးကျေးဇူးတင်တယ်ပေါ့နော်ယင်းနေရလိုက်လည်းကျေးဇူးတင်တယ်ထပ်ပြီးတော့ပေါ့နော်ရဲဟဲလဲတာအိုဖွယ်တဲ့ယတိအနေကျိုးစိချိုးဖို့စီပေါ့နော်နှုတ်ဆက်ရလဲဓာတုဝိအနေဓာတုဝိတညောပေါ့နော်ဒါတော့ဓာတုဝိတညောဒါတော့စီလူဘာနာအာကြီးလို့ဘာလဲဆိုတော့လဲဝိရကောထောဘွားတကားချင်းစီပေါ့နော်ဝိရမိတ်ဆန်နီးဘွားတကားချင်းစီဘာမိတ်ဆက်တကားချင်းစီဝိရဓာတုဝိတညောလဲအဆက်ရှင်နာကင်းနေတာဝီခွာရပေါ့နော်ဖုဒ္ဓဘုရားတာဝီခွာရလောလောကီကောကတဲ့ဝိတဲ့တကယ်ကိုချစ်ဖို့ကောင်းနေပေါ့နော်ကလေးလေးခွာရဆိုတာကျွန်တော်တို့ဆိုရင်အတန်ဒီကြီးကြောင်သားတွေပါတယ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဖွဲ့တွေဆိုတဲ့အခါမှာဒါပေမဲ့ကလေးလေးတွေဆိုတာကြတော့လုံးဝတေချာလေးလေးကျင့်ပြီးတော့ပေါ့နော်ဖြော်ပြပေးတဲ့ဒီ candidate ဆိုတဲ့ Christmas candidate အဲ့ဒါအကုန်လုံးတကယ်လဲကျေးဇူးတင်တယ်ပေါ့နော်တေချာဖြော်ပြပေးတဲ့အတွက်ပြီးရင်ထပ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့နော်ဒီလူငယ်အစီအစဉ်မှာပါဝင်ခွင့်ပေးတဲ့အတွက်ပေါ့နော်ဒီပါဝင်ခွင့်ပေးတဲ့ဆရာမဒီ
ဂျာကြီးပေါ့နော်ထိုင်နားထောင်ပေးတဲ့ဒီတဲ့ပရိသတ်တွေအားလုံးကိုလည်းကျွန်တော်တို့ဒီအဖွဲ့ရနေပြီးတော့ကျောင်းသားတွေအားလုံးကိုစားပေါ့နော်ယေရှုတင်တယ်ထပ်ပြီးတော့ပေါ့နော်ဒီရင်ထဲမှာလက်လိုက်လဲယေရှုတင်နေတာကျတော့ကျွန်တော်တို့ကိုဒီလိုမျိုးကျွန်တော်တို့ရဲ့ဒီအစီအစဉ်ယူတဲ့အခါမှာပေါ့နော်အချိန်ပေးတယ်တေချာနားထောင်ပေးတယ်ပြီးရင်ကျွန်တော်တို့ကိုထပ်ပြီးတော့မွေးနေ့ရှင်2ယောက်ပေါ့နော်ဒီနေ့မှာမွေးနေ့ရှင်2ယောက်ကျွန်တော်တို့ဖိတ်ပြီးတော့ထမင်းခေါ်ကျွေးတဲ့မွေးနေ့ရှင်2ယောက်ကိုလည်းအများကြီးကျေးဇူးတင်တယ်ဘာမလဲဆိုတော့ရတကော့လည်းနေဘာနေဘာပကွာပေါ်လာအားကြီးတော့ပေါ်မီတကော့လည်းပေါ်မီအားကြီးလို့ဆိုတော့ဒီခါနေမွေးနေ့ရှင်ချီကဖိတ်တကော့လည်းတဲ့ပေါ်ရမနော်တွေကပေါ့နော်ရတော့မှသိမမိလဲအော်မီအော်ပါကတူးထဲတဲ့ဒီညာမေရလိုခူးလိုမီအားလည်းကအားပေါ့နော်ကအားနေတိုင်းနေပြီးတော့ပတရာဂျွန်နေတာကင်းနေပေါ်ရေးပါပေါ့နော်ပေါ်ပါရေးပါတော့ပါကိတ်မုတ်တယ်ကတူးတယ်တော့စီလူစီဖို့ပါမွေးနေ့ရှင်နဲ့ပြီးတော့ဟောလည်းဖိတ်သွားတယ်ကောကားတယ်ပေါ့နော်စီလူစီဖို့ပါအားကြီးလို့မောရဆိုပြီးတော့တဘလို့ခေါ်ပေါ့နော်ဒီရနာခုပါတကဆောအခေးပါလေတိုင်းပပရမျိုးကြီးပဲကထအော်ပါပေါ့နော်ကထအော်ပါတော့စီလူစီဖို့နာအားကြီးလို့ကျိုးကျိုးဖို့စီတော့ရင်ထဲကနေတကယ်လဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့အဖွဲ့ကိုကျောင်းသူကျောင်းသားအဖွဲ့ကိုနေရာပေးတယ်တိကျလေးအချိန်ပေးတယ်ပြင်ကျူးဒီဇိုင်းနားထောင်ပေးတဲ့အတွက်ကျွန်တော်တို့ကနေကျောင်းသူကျောင်းသားနဲ့ဆရာဆရာမအားလုံးကိုစားကျွန်တော်ကနေပြီးတော့ပဲကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်လို့အားလုံးပဲဖျားသခင်ကောင်းကြီးပေးပါစေစိမ့်လို့ပါတရဆောဒူရီတော်လကတူစိမ့်လို့နေပါကြနေလို့ကျမတို့အားလုံးကိုစားကျေးဇူးတင်စကားပြောသားပေးတဲ့ဆရာဆောဒူရီတော်ကိုကျေးဇူးတင်ပါတယ်အခေအင်းမီလဘတာဘာတာရတာကဲတဘလို့ဤလလီခုတာတော့ပကပလာတကုတာဘာလခရီတာထုကဖာမေဝီတော့တရာလူစောအဲလောလာကဆူဝေးပလာတာနေလို့အခုချိန်မှာဒီအစီအစဉ်ပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာစောအဲလောလာကနေပြီးတော့မှပိတ်ဆုတောင်းပေးမှာဖြစ်ပါတယ်ခွာကမဘရောခွာသုတကေတိတိလည်းနဘွားစုဒါလေးစောပုတကေမေမေချီတော့ကူလာပွာလဒါတာသောပုတကေအဝေဒီဘောမူဒေါ်တာစုတကမောဒေါ်တာလာတကပေါ်နေမင်တာဆုဆုခါလောအာမင်သာရဖျားသည်သင်ကိုကောင်းကြီးပေးပြီးစောင့်မတော်မူပါစေသောသာရဖျားသည်သင်နိုင်မြတ်တော်အလင်းကိုလွတ်၍ဘိယနာကျေးဇူးပြုတော်ပါစေသောသာဝရဖျားသည်သင်အားမျှော်ကြည့်၍ချမ်းသာကျေးဇူးပြုတော်ပါစေသောသခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သော၎င်းဘာဂမီတော်၏ချစ်ခြင်းမြတ်တာတော်၎င်းသရှင်သောဝိညာဉ်တော်၏မိသားရဖွဲ့ခြင်းသုံးပါးတစုတည်းဖြစ်တော်မူသောကိုရောရှင်ကွယ်ကာခြင်းလမ်းပြခြင်းငြိမ်သက်ခြင်းအပေါင်းတို့သည်ဤနေ့ကိုရောရှင်စေလွတ်သော MIT မှဆရာမကြီးနေ့သူရဲ့သာသမီကျောင်းသူကျောင်းသားများနဲ့တူကွာမိသားရဖွဲ့ခွင့်ပေးသည့်သာမကနဂပတ်တော်အားဖြင့်တော်၎င်းဒီချင်းအားဖြင့်တော်၎င်းဆုတောင်းခြင်းအားဖြင့်တော်၎င်းပါဝင်ပေးသည့်အတွက်စီတမကဤညနေကိုရရှင်မျက်မှောက်တော်မှာလာရောက်၏ဝပြုခွင့်ကိုလည်းရှိသောကိုရရှင်သာသမီအယောင်စီတိုင်းပေါ်၌တော်၎င်းလေလိုင်းပေါ်၌တော်၎င်း Zoom meeting ၌တော်၎င်း Facebook YouTube ပေါ်၌ပါဝင်လည်းရှိသောကိုရရှင်သာသမီအယောင်စီပေါ်၌တော်၎င်းအခုမှစ၍ကာလအစဉ်ဆက်တည်မြဲတည်ရှိနေပါစေသောအာမင်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 ကဲဘတိုင်ဆွေးဆွားလို့တိုင်း Merry Christmas ထားကြပြီကတည်းက MIT LP ချူဖို့တဲ့မှာတော့ခရမဲပါ Merry Christmas ကဲလာ
။